Hello အမောမဒီနေ့ဒီမှာတော့ပထမဆုံး MPK Center ကိုတောင်းမှာဖြစ်ပါတယ်အမော hostel နဲ့ MPK Center နီးလေးနီးရေဆိုတော့ဒီ boat ပဲငှားလိုက်တယ်ပေါ့နော်ဆိုင်ကဲမြန်လဲမြန်နေဈေးတတိုင်းဆိုဆိုင်ကဲပဲစီးသွားလိုက်ပါတယ်အခုအမော MPK Center second floor မှာပါဒီနေ့ MBQ လာအဓိကရွေးချက်ကကြတော့ဒီတွန်းကြီးဆွဲဆိုင်လေးလာကြည့်ရပါတော့အဲ့ဆိုင်လေးကဒီ TikTok Instagram မှာအရန်နာမည်ကြီးရဲ့သူကအဲ့လို Japan product ကိုပေါ့နော်အစားတောက်ပြောရရင်အလားကုန်ပြီးရင်အိမ်သုံးပစ္စည်းဆဲထဲမှာတွေ့တဲ့မြအကုန်ရတယ်အဲ့ပြီးတော့ဒီ cheese cake တွေဆိုတော့သူရှိမှာအရန်နာမည်ကြီးပေါ့နော်အဲ့ဒါလေးဆက်စားပြရဲ့ video လေးအဲ့လိုဆိုတော့ဒီနေ့အမောကဒီမှာဝယ်စရာပေါ့နော် snacks တချို့ရှိတာရောပြီးတော့ဒီဆိုင်တစ်ခါမှလည်းမရောက်ဘူးအရင်တစ်ခေါက်လာရလာခြင်းနေအဲ့မရောက်ခဲ့ရတယ်ကိုရအောင်လာခဲ့ပေါ့နော် discount တွေလည်းရှိရောဈေးဝယ်ရအရန်တန်တယ်အမောကဒီနေ့အဲ့ပိုက်လုံးပုံစံပေါ့နော်ပွားနဲ့ဒီ wafer ချောင်းတွေကိုလာဝယ်ရအခုအဲ့အပြင်ကိုထမင်းပေါ်ဖြူစားရပေါ့နော်အရသာပိုင်းရင်းကြီးအမှုံလေးပြီးတော့ဒီ miso soup ကိုမှတခါရဲပေါ့နော်အဲ့လိုရေနွေးရောစားလို့ရတဲ့အဲ့လို instant ထုတ်တွေလည်းဝယ်ခဲ့အမောကပေါ့နော်လိုချင်တိုင်းအများကြီးပဲဒါပေမဲ့နောက်ထပ်ခီးရရက်20လောက်သွားရအောင်မှာဆိုတော့အဲ့ထုတ်ကြီးနေရတယ်မလားတော့သွားလာကတိနေမှာဆိုလို့အများကြီးတော့မယူခဲ့ဘူးဒါပေမဲ့အလုံးကအလိုချင်ဆုံးစားချင်တယ်ဆိုတဲ့ဟာတွေတော့စုပြီးတခါရဲရှင်းလိုက်တယ်ပေါ့နော်ဈေးဝယ်ကိုလည်းပြီးသွားပြီဆိုတော့အခုနေ့လည်းစားပါတော့မယ်အမော hostel ထလာရနေခင်းတနိုင်လောက်ဖြစ်နေပြီပေါ့နော်အဲ့လိုဆိုတော့ကိုကတော်တော်နောက်ကျနေပြီဘိုက်တွေလည်းစားနေပြီပေါ့အဲ့ဒါနဲ့ဆိုင်ပြမှာရှိဒီ food court လိုပုံစံမျိုးလေးကနေဒီ skewers ရဲ့ပြီးတော့ Japanese fish cake တွေမဝယ်ထားရပေါ့နော်သူက fish cake တွေကတော့တဒုံးကိုဘတ်30လောက်ပေးရတယ်ပေါ့30လောက်ပိုင်းစပြီးရှိရပေါ့နော်အမောကတော့ Kim Mon ရဲ့ဒီငဖယ်နဲ့ဟာပုံစံမျိုးရွေးထားရပေါ့နော်skewers ကိုကြတော့ကြက်ရီကုန်ရွေးထားတယ်အမောကြက်ကိုအရန်ကြိုက်တာပေါ့နော်ပြီးတော့အဲ့သူရှိရဲ့ sauce ကညညလေးဆိုတော့တော်တော်လေးစားလို့ကောင်းတယ်အဲ့လိုသူกินထားတဲ့အကင်လေးရလေအဲ့ဒါရဲ့အမောခုနဝယ်လာရဲ့ဈေးဝယ်ထားတဲ့ထဲက spicy noodle ဘူးနဲ့ကိုတခါရဲဖောက်ပြီးတော့တွဲစားလိုက်ပါတယ်စားလို့တောက်လို့လည်းပြီးသွားပြီဆိုတော့ bye ပြနဲ့ပဲဆက်ပြီးခီးဆက်ပါတော့မယ်အဲ့ MPK ဆန်လိုင်းမှာပေါ့နော်ရှုပ်သွားနေနေအပေါ်ဆုံးတက်မှာ art market ရှိဆို announcement တွေတွားတွေ့ရပေါ့အဲ့နဲ့ mobile ရှိနေဆိုတွားဆက်စုမှာပါထိုင်းလူငယ် vendors တွေကသူတို့ရဲ့ကိုယ်ပိုင်ပေါ့နော် handmade brand လေးတွေဟိုမှာ accessories တွေ key chain တွေပြီးတော့တုပ်ပတ်တွေအဲ့လိုမျိုးဟာတွေပေါ့နော်အချို့ဆိုပကြီးကားတွေဒီ book max တွေလည်းပါတယ်ပေါ့အဲ့ဒါတွေအကုန်လုံးကိုသူတို့အချင်းတငယ်ချင်းတွေရောသူလူငယ်ချင်းအမှာဝယ်လိုက်ရောင်းလိုက်နဲ့အားပေးနေကြပါပေါ့နော်အမွန်လည်းအချင်းပေးပြီးနည်းနည်းလေးရှောက်ကြည့်ခဲ့ပါသေးရဲ့အခုတော့ MPK ဆန်လိုင်းတွေထွက်ပြီးတော့ chat to chat weekend market ကိုသွားမယ်ပေါ့နော်ဒါကတော့ညနေပိုင်းကားချက်တော့ဆိုင်ကယ်မလာသေးခင်မှာတယောက်တည်းအဲ့ black ကဟာနှောင်းလေးနဲ့အေးဆေးထိုင်နေရပါအခုတော့မို့ဆိုင်ကယ်ပေါ်ရောက်ပါပြီချက်လူချက်ကိုသွားနေပါတယ်အခုချက်လို့ချက်ကိုရောက်ပါပြီအမွန်ဒီမှာဖက်နဲ့ဝယ်မယ်ပြီးတော့ဟိုဒီ6ကြည့်ပြီးလိုချင်တာလေးရှိမှကြည့်မယ်ပေါ့နော်ဖက်နက်ကလည်းခစ်စားတဲ့ဒီဇိုင်းဒီစကားပေါက်ပုံစံရှူးလေးလာဝယ်ရပါဒီဆိုင်မှာတော့တရံကိုဘတ်150ပဲပေးလိုက်ရအဲ့လိုဆိုအမွန်ကိုတက်ကောအမေတက်ကော2ရံဝယ်ခဲ့ပေါ့နော်အဲ့ကနေမှရှောက်သွားရင်းနဲ့ဒီလိန်ဝသီးတို့ပန်းသီးတို့ကြိတ်ပြီးတော့ပေါ့စရက်ပြေဆိုတာနဲ့ရောင်းရောင်းနဲ့ဆိုင်တွေ့ရပေါ့အမွန်ကငကိုတွေကပန်းသီးကြိုက်တော့ပန်းသီးဖြွေတစ်ခွက်ဝယ်ခဲ့ပါတယ်သူက49ပဲပေးရတယ်ခွက်ကလည်းအကြီးပဲပေါ့နော်တော်တော်လေးကောင်းတယ်ရတာတန်လဲတန်တယ်အဲ့ဒါနဲ့အမွန်အေးလေးတောက်ပြီးတော့ဈေးထပ်ပြီးရှောက်ကြည့်ပါတယ်ချက်တူချက်မှာလိုချင်တာလည်းဝယ်ပြောရပြီရှောက်တော့လည်းနှံ့နေပြီဆိုတော့အမွန်ခု hostel ပြန်มาတော့မယ်ဒေးတစ်နေ့လုံးပေါ့နော်လမ်းလျှောက်တာလည်းများတာရောပြီးတော့အမွန်ပေါ့အဲ့အထုပ်တွေဟိုကြီးရှောက်ဝယ်ထားတာလည်းအများကြီးဆိုတော့လူကနည်းနည်းလေးတော့ညီးစစ်ဖြစ်နေရပေါ့နော်အဲ့ဒါခု hostel ပြန်မယ်ပြီးတော့ညတော့စားပါမယ်ညစာမစားခင် 7-Eleven မှာမုန့်နဲ့အေးနဲ့အရင်ဝယ်ပါတယ်ပြီးတော့အမွန်ချက်စီတမင်းဆိုင်သွားရပေါ့နော်အချိန်မှာအရှိမဦးလေးတယောက်ကလေသူကဂျင်းတုံးလေးတွေရောမြုပ်သီးလေးတွေရောထမင်းနဲ့ရောကြီးနေစားနေအဲ့ဒါအမွန်လည်းကောင်းမှဆိုလိုက်စားကြည့်ပေါ့နော်ဒါပေမဲ့မကောင်းကြိုက်လည်းမကြိုက်ဘူးအဲ့ဒါကိုစားတဲ့ပုံစံအတိုင်းပဲ sauce တွေအများကြီးထည့်ပြီးတော့စားခဲ့ပါတယ်ပတ်စံလေးဘတ်60ပြည့်ရမယ်အရန်ကောင်းလာတယ်လားအဲ့လိုစားတာအရန်စိတ်ချမ်းသာထုံးတဲ့တိုင်းပဲဘတ်60ပြည့်ပျော်ရွှင်မှုလေးတစ်ဖြတ်ပေါ့နော်အခုတော့ hostel ကိုပြန်ရောက်ပြီးလို့ရှိမှုချိုးပြီးတော့အမအနားယူနေပါပြီရုပ်ရှင်ကြည့်နေနေနေ့တည်းဝယ်လိုက်မုတ်ကလေးစားပြပါတယ်စားလို့ပြီးတော့ Lenin spray လေးဖြန်းပြီးအိပ်ပါတော့မယ်ဒါဆိုဒီဖုန်းမှာပြန်တွေ့ကြမယ်နော်